ဒီဗီဒီယိုကမလေးရှားမှာရထားစီရင်တုံးကင်မွေးတက်ဘူးဆိုလို့တော့ပါဆရာကြီးတွေတော့မဟုတ်ပါဘူးနော်ပထမဆုံး single ချနေတုံးကင်ကိုယူလိုက်ပါကိုတော့မဲ့ station ရဲ့နာမည်ကိုတီးဖို့လိုရယ်နော်ကျွန်တော်ကကပုံးတော့မယ်ဆိုတော့ကပုံးပါတွေကိုယူလိုက်ပါတယ်ကျွန်တော်တယောက်တည်းဆိုတော့တစ်ခုပဲဝယ်ပါတယ်ကျွန်တော်ကမရှိလို့ cash and back ရှင်းပါတယ်ဒီမှာကျွန်တော်3 ringgit ကျော်ပဲကြားတဲ့အတွက်အများဆုံး5 ringgit တာမဲ့ထည့်လို့ရမှာနော်30ရတားထည့်လို့မရပတ်စံပြန်ထွက်လာမှာဟိုမှာအယောင်ပြထားတာပဲဟိုကသုံးလို့ရပါတယ်ဒါဆိုရင်တုံးကြဝယ်မှုအောင်မြင်တော့ပါပြီအမှတုံးရကြလာပါပြီဒါနဲ့ကိုတွားချင်တဲ့နေရာကို station ကိုတွားလို့ရပါတယ်ဒါပေမဲ့ကိုတွားမယ့် station ကိုကြော်မှတော့တွားလို့မရဘူးเนาะအမှတကားဖွင့်လာမှမဟုတ်တိုင်ပတ်တွားလိမ့်မယ်ကိုတွားမယ့် station မရောက်ခင်ရက်ချင်တဲ့ station ရှိတော့ထွက်လို့ရပါတယ်